သူဟာစပိတ်လက်ကင်ပေါ်ကဝက်ဥတွေကိုဖြေလျှော့လိုက်ပြီးလက်ကင်ကိုအပေါ်ဘက်မျက်နှာမူအောင်ပြောင်းပြန်လှန်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာလေးခုခံမှုကိုလျှော့ချနိုင်ဖို့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကိုအောက်ဘက်ကိုပို့ပြီးတော့ငုံလိုက်ပါတယ်။ဒီလိုမျိုးတင်းငယ်တဲ့ပြုပြင်မုံမှန်မှုလေးကပဲထူးခြားဆန်းပြေတဲ့ရလဒ်တွေကိုထွက်ပေါ်လာစေခဲ့ပါတယ်။သူ့ရဲ့စပိန်စီနှုံးဟာတိတိတတ်တာကြီးမြန်ဆန်လာခဲ့ပြီးအတူတူစီးနှင်းလာတဲ့အဖော်တွေကိုတောင်အလွယ်တကူပဲကြော်တက်သွားနိုင်ခဲ့ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့အိမ်ကအဝိရှော်ဆက်ကိုအစိတ်အမှောင်မှာဖြုတ်ပစ်လိုက်ပြီးအတွင်းထဲကတိကျမှုအလွန်မြင့်မားတဲ့စက်ဝိုင်းဝင်ရိုးဘောတွေကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာတန်တိုတန်ဆအယောင်းဆိုင်တစ်ဆိုင်စီကနေတန်မနီပိုက်လိုင်းချို့ကိုလည်းလိုက်လံစုဆောင်းခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့သူဟာဒီလိုမျိုးကောက်ယူရရှိလာတဲ့အစိတ်ပိုင်းအဟောင်းတွေကိုအတူတူကဟေဆော်ပြီးပြန်လည်တက်ဆင်လိုက်ပါတော့တယ်။ဒါဟာအိုဘရီအနေနဲ့သူ့ရဲ့ပထမဆုံးသောကိုယ်ပိုင်ဒီဇိုင်းစပိတ်စမ်းကြီးကိုတိစောက်လိုက်တာပဲဖြစ်ပါတယ်။ဒါကိုမြင်တွေ့လိုက်ရတဲ့သူတွေအားလုံးဟာအံ့ဩမြင်သက်သွားခဲ့ကြပါတယ်။ဒီလိုမျိုးကိုဆက်ဆက်နဲ့ကောက်ဆက်ထားတဲ့စပိတ်အစုပ်ကြီးကသူ့ကိုတနာရီအတွင်းကမ္ဘာစံချိန်တစ်တင်နိုင်ဖို့ကူညီပေးလိမ့်မယ်ဆိုတာကိုဘယ်သူမှမယုံကြည်ခဲ့ကြပါဘူး။ဒါပေမဲ့အိုဘရီကတော့မိမိယုံကြည်မှုတွေအပြည့်အဝရှိနေခဲ့ပါတယ်။စိန်ခေါ်ပွဲစတင်မဲ့နေ့ရက်ကိုရောက်ရှိလာတဲ့အခါမှာတော့ကမကထပြုတဲ့ကုမ္ပဏီအဖွဲ့အစည်းကသူ့ရဲ့ကိုယ်ပိုင်ပြန်ပြီးကိုအတူယူပြီးအတစ်တစီထပ်မံပြုလုပ်ခဲ့ကဒီပြန်ပွဲမှာအဲ့ဒီစပိတ်အတစ်ကိုပဲအတင်းကျပ်စီးနှင်းခိုင်းပါတော့တယ်။ဒါပေမဲ့စပိတ်အတစ်ကိုပုံမကောင်းမွန်တဲ့ကုန်ကျန်းပစ္စည်းတွေနဲ့ပြုလုပ်ထားတာကြောင့်တကယ်တမ်းမှာတော့သူ့ရဲ့မူလစပိတ်ထက်အစပေါင်းများစွာပိုပြီးတော့လေးလံနေခဲ့ပါတယ်။အချိန်မှနာရီစတင်လိုက်တာနဲ့အိုဘရီဟာသူ့ရဲ့အင်အားရှိသမျှအစွမ်းကုန်နေမှာတော့တယ်။သူဟာတနာရီအတွင်းမှာကွင်းကို205ပတ်တိတိပြည့်အောင်ပက်ရမှာဖြစ်ပေမဲ့စပိတ်ရဲ့အလွန်မင်းလေးလံမှုနဲ့တူပြန်ကွင်းရဲ့အနေအထားကိုမကျွမ်းကျင်မှုတွေကြောင့်သူ့ရဲ့စီးချက်တွေဟာပြင်းထန်စွာပြပြသွားခဲ့ရပါတယ်။ပြန်ပွဲပြီးဖို့3မိနစ်တာလိုတော့တဲ့အချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ခွန်အားတွေဟာလင်းမြန်စွာကုန်ခန်းလာခဲ့ပါပြီ။လူတိုင်းဟာဒီလိုနှုံးအတိုင်းဆိုရင်သူကမ္ဘာစံချိန်ကိုချိုးဖျက်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာကိုနားလည်လိုက်ကြပါတယ်။နောက်ဆုံးကောင်းလောင်းတန်မြည်လာတဲ့အချိန်မှာတော့အိုဘရီဟာတပတ်တည်းနဲ့စံချိန်တင်ဖို့လိုအပ်သွားခဲ့ရပြီးသူဟာဒီရလက်ကိုလုံးဝလက်မခံနိုင်ခဲ့ပါဘူး။သူဟာဒုတိယအကြိမ်ထပ်မံစူးစမ်းခွင့်ပြုဖို့ချက်ချင်းတောင်းဆိုလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စပိန်စီအဖွဲ့ချုပ်ရဲ့စီမင်းစည်းကမ်းတွေအရစိန်ခေါ်မှုအကြိမ်ရေအတွက်ကိုကန့်သက်ထားခြင်းမရှိတာကြောင့်သူတို့အနေနဲ့သဘောတူညီခဲ့ရပါတယ်။ဒါပေမဲ့ဒီလောက်အထိပြင်းထန်လာတဲ့ပြိုင်ပွဲကို2ကြိမ်ဆက်တိုက်စီးနှင်းပြီးတဲ့နောက်မှာသူအောင်မြင်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ဟိုတယ်ကိုပြန်ရောက်တဲ့အခါအိုဘရီဟာရေပမာဏအမြောက်များကိုစတင်တောက်သုံးပါတော့တယ်။ရလဒ်အနေနဲ့သူဟာတနာရီခြားတစ်ခါအိယာကနိုးပြီးခြေထောက်ကြွသားတွေကိုစမ်းထုတ်တဲ့လေ့ကျင့်ခန်းတွေကိုအဆက်မပြတ်ပြုလုပ်ခဲ့ရကသူ့ရဲ့ခြေထောက်တွေကိုအကောင်းဆုံးအခြေအနေမှာရှိနေအောင်ထိန်းသိမ်းခဲ့ပါတယ်။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကလည်းအကောင်းဆုံးပြင်ဆင်ပေးခဲ့ပါတယ်။သူဟာအိုဘရီရှုံးနေသွားရတဲ့အကြောင်းရင်းကစပိတ်အစ်စ်ကြောင့်လို့အခိုင်အမာယုံကြည်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူဟာတညလုံးမအိပ်ပဲစပိတ်နှစ်စီးလုံးကအကောင်းဆုံးအစိပ်ပိုင်းတွေကိုထုတ်ယူပြီးအိုဘရီအတွက်အကောင်းဆုံးဖြစ်အောင်ပြန်လည်မွမ်းမံပြင်ဆင်ပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အိုဘရီဟာဆက်ဝိုင်းပုံစံပြန်ကွင်းထဲကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။မနေ့10နာရီခွဲကြာမှသာပြန်ပွဲကြီးကြပ်ရေးမှုတွေဟာအေးလူရောက်ရှိလာခဲ့ကြပါတယ်။လူတိုင်းကတော့သူထပ်မံရှုံးနေသွားတာကိုပဲမြင်တွေ့ရလိမ့်မယ်လို့မျှော်လင့်နေခဲ့ကြပါတယ်။ကမ္ဘာချန်ပီယံဟောင်းတွေကအစမင်းဒီတိုင်းဆိုရင်ခြေဆုံးလက်ဆုံးဖြစ်သွားလိမ့်မယ်။ဒါထက်ပိုပြီးဆိုးဝါးတာတွေတောင်ကြုံရလိမ့်မယ်လို့သူ့ကိုစိတ်သက်ကြအောင်လာရောက်ဖြောင်းဖြခဲ့ကြပါသေးတယ်။ဒါပေမဲ့အိုဘရီကတော့ဒါတွေကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး။ချစ်ရတဲ့သူရဲ့အားပေးမှုတွေနဲ့အနားမှာရှိတဲ့အချစ်ဆုံးတငယ်ချင်းရဲ့ကူညီမှုတွေကြောင့်သူ့မှာနောက်ဆုတ်ရမယ့်အကြောင်းရင်းလုံးဝမရှိပါဘူး။သူဟာအံ့ဩစရာကောင်းလာတဲ့အရှင်ဟုန်နဲ့စပိန်ကိုစတင်နင်းခဲ့ပြီးတပတ်ပြီးတပတ်အလုံးမြင့်မားတဲ့နှုံနဲ့ပတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရခင်စံချိန်တင်ထားတဲ့သူကိုယ်တိုင်ကတောင်သူ့ကိုမတ်တက်ရက်ပြီးဝမ်းသာအားရအားပေးခဲ့ရပါတော့တယ်။နောက်ဆုံးတနက်တန်မြည်လာတဲ့အခိုက်အတန့်မှာတော့အိုဘရီဟာ9နှစ်တိုင်ဘယ်သူမှမချိုးဖျက်နိုင်ခဲ့တဲ့ကမ္ဘာစပိန်စီစံချိန်ဟောင်းကြီးကိုတဟုန်ထိုးရိုက်ချိုးပြီးအောင်မြင်သွားခဲ့ပါတော့တယ်။အနားမှာရှိတဲ့သူတွေအားလုံးဟာလည်းသူ့အတွက်ရင်ထဲကနေလှိုက်လဲဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရပါတယ်။ကမကထပြုတဲ့ကုမ္ပဏီကလည်းသူ့ကိုဒေါ်လာ4,000တန်ချက်လက်မှတ်တစ်ခုကိုချက်ချင်းပေးအပ်ခဲ့တဲ့အပြင်တစ်နှစ်ပတ်လုံးအတွက်အထူးပင်ပန်းပိုးပေးဖို့ကတိပြုခဲ့ပါတယ်။အဲ့ဒီအချိန်ခိုက်တက်မှာတော့အောင်မြင်မှုဂုဏ်တရေအားလုံးဟာဘယ်တော့မှအရှုံးမပေးခဲ့တဲ့ဒီစိတ်ကူးရင်သမားကြီးစီကိုအမှန်တကယ်ရောက်ရှိသွားခဲ့ပါတော့တယ်ဗျာ။မိမိရဲ့ရည်မှန်းချက်အတွက်ဘသူတွေကပဲအဖြတ်ပါစေဘယ်တော့မှအရှုံးမပေးပဲဇွဲရှိစူးစမ်းရင်ကဘာကြီးကပါအတိမတ်ပြုလာရတယ်ဆိုတာကိုပြသထားတဲ့တကယ်ကိုစိတ်သက်ခွန်အားရစရာဇလန်းကောင်းတစ်ခုဖြစ်ပါတယ်ဗျာ။ကဲပရိသတ်ကြီးကအိုဘရီရဲ့ဇွဲလုံးလာကိုသဘောကျတယ်ဆိုရင်ဒီဗီဒီယိုလေးကို like နဲ့ share လုပ်ပြီးအားပေးခဲ့ဖို့မမေ့ပါနဲ့။အုံတော်နောက်ထပ်လည်းအခုလိုမျိုးရင်သက်ရှုမောစရာဖြစ်ရမှန်ဇလန်းကောင်းတွေကိုနေ့တိုင်းလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ page လေးကိုအခုပဲ follow လုပ်ထားပေးကြပါဦးဗျာ။